DSLR တလုံးဒါမှမဟုတ် mirrorless တလုံးဝယ်ထားတယ်ကင်မရာထဲမှာပါတဲ့ setting တွေအကြောင်းကိုဂကနနနားမလည်ဘူးဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာကျွန်တော်ကင်မရာထဲမှာပါတဲ့ setting တွေအကြောင်းကိုအချက်နဲ့အလက်နဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်ကင်မရာဝယ်ထားတဲ့လူမှမဟုတ်ဘူးပေါ့နော်ကင်မရာကိုဝါသနာပါတဲ့လူကင်မရာကိုဝယ်ဖို့အစီအစဉ်ရှိရလူဆိုလို့ရှိရင်ဒီဗီဒီယိုလေးတွေကိုကြည့်လိုက်တာနဲ့အော်ကင်မရာထဲမှာဒီ setting တွေပါပါလားဆိုတာကိုသိသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ file format တွေအကြောင်းကိုပြောမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောပြပေးမယ် setting ကတော့ပုံရဲ့အရေးသွေးပေါ့နော် image quality file format အကြောင်းကိုပြောမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ file format ကိုတတ်မှတ်မယ် image quality တွေကိုနားလည်မှာဖြစ်ပါတယ်ပုံမှန်အဖြစ်ကင်မရာမှာ default ပေးထားတာက JPEG ပေါ့နော်အဲ့တော့ကျွန်တော်တို့ JPEG နဲ့ RAW ဆိုပြီးတော့ file format ကတော့နှစ်မျိုးရှိတယ်အဲ့ဒီအကြောင်းကိုကျွန်တော်နောက်ပိုင်းမှာထပ်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ JPEG ထဲမှာဝင်ကြည့်လိုက်မယ် JPEG ထဲမှာ setting တွေဝင်ကြည့်မယ်ဆိုလို့ရှိရင် LMS ဆိုပြီးတော့ option တွေကိုတွေ့ရပါလိမ့်မယ် L မှာ2ခု M မှာ2ခု S မှာ2ခုဆိုပြီးတော့ရှိပါတယ်ဒါတွေကဒီပုံရဲ့အရွယ်အစားကိုသတ်မှတ်ပေးရဖြစ်တယ်ပေါ့နော်ဥပမာ S ကိုရွေးမယ်ဆိုရင် 6.8 megapixel M ကိုရွေးမယ်ဆိုလို့ရှိရင်30 megapixel L ပေါ့နော်ဒီအမြင့်ဆုံးကိုရွေးမယ်ဆိုလို့ရှိရင်27 megapixel ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ကင်မရာတစ်လုံးနဲ့တစ်လုံးတော့ကွာခြားတယ်ပေါ့နော်ဒါကြောင့်ဒီကင်မရာထဲမှာပါတဲ့ megapixel ဘယ်လောက်ရှိလဲ resolution ဘယ်လောက်ရှိလဲဆိုတာကိုမူတည်ပြီးတော့ကိုကဒါကိုအမြဲတမ်း M မှာထားသင့်ပါတယ်ကိုအနေနဲ့ပေါ့နော် megapixel နည်းတာကိုလိုချင်ရင်တော့ M နဲ့ S ဒီ setting တစ်ခုမှာထားလို့ရပါတယ်ကိုလိုချင်တဲ့ megapixel အလိုက် setting တွေကိုချိန်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ file format အကြောင်းပြောကြည့်အောင်ပုံမှန်အပြင်တော့ကင်မရာတွေမှာဒီ JPEG နဲ့ RAW ဆိုပြီးတော့ file format နှစ်ခုရှိတယ် JPEG ကတော့ကင်မရာတွေကပုံကိုအလိုလျောက်ပေါ့နော်အလိုလျောက်တိဖြတ်ပေးတယ်ပြင်ဆင်ပေးတယ်ပြီးရင်ပြန်ထုတ်ပေးတယ်ပေါ့နော်ပုံပြန်ထုတ်ပေးတယ်ဥပမာ sharpness တွေ contrast တွေ saturation တွေဒီ noise reduction တွေပေါ့နော်အဲ့ဒါတွေကိုကင်မရာကနေအလိုလျောက်ပေါ့နော်အလိုလျောက်ပြင်ဆင်ပေးတယ် RAW ကတော့ဒီပုံရဲ့ data တွေကိုတင်ထားပေးတာပေါ့နော်ကင်မရာကနေပြီးတော့ပုံကို edit မလုပ်ဘူးမတေးဖြတ်ဘူးပေါ့နော်ကိုတိုင်း editing software ကိုသုံးပြီးတော့ contrast တွေ sharpness တွေ saturation တွေဒါတွေကိုကျွန်တော်တို့ပြင်ရမှာပေါ့နော် JPEG ကတော့ color ပို့ပြီးတော့ဆိုတယ်ပို့ပြီးတော့တောက်တယ် contrast ကလည်းပို့ပြီးတော့များတာကိုတွေ့ရပါလိမ့်မယ် RAW ကတော့နည်းနည်းမှိန်တယ်ပေါ့နော် RAW ကပုံကို editing လုပ်ပြီးကိုလိုချင်တဲ့အတိုင်းပြင်ဆင်လို့ရပါတယ် RAW မှာဒီ detail တွေ dynamic range တွေတော်တော်များများပါဝင်မှာပဲဖြစ်ပါတယ်ဒီ raw နဲ့ JPEG ကိုလည်းကျွန်တော် video file 4 file လောက်ရှိမှထင်တယ် raw နဲ့ JPEG အကြောင်းကိုကျွန်တော်ကကနနတေးချလေးရှင်းပြထားတဲ့ video file တွေရှိပါတယ်ဒီဖုန်းနဲ့ရိုက်တာပဲဖြစ်ဖြစ်ကင်မရာနဲ့ရိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ကြုံသလိုဒီဟာတွေကိုကျွန်တော်အကျယ်တဝင့်ပေါ့နော်ရှင်းပြပေးထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုကကင်မရာ setting တွေအကြောင်းပြောတာဖြစ်တဲ့အတွက်ကြောင့် technical ဘိုင်းကိုပေါ့နော်ဒီအလုပ်လုပ်ပုံကိုပဲကျွန်တော်အဓိကထားပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကိုစပြီးတော့ကြည့်လိုက်အောင်နောက်တစ်ခုကတော့ဒီ drive mode ပေါ့နော် drive mode မှာတော့ဒီ option တွေအများကြီးကိုတွေ့ရမှာပေါ့နော် single shoot high speed continuous plus ပေါ့နော် high speed continuous low speed continuous timer ပေါ့နော်ဒါမျိုးပုံစံတွေကိုတွေ့ရမှာပါဒါတွေကတော့ဒီကင်မရာအမျိုးအစားပေါ်မူတည်ပြီးတော့လဲကွာခြားနိုင်သေးရပါတော့အခြေခံအားဖြင့်ဆိုလို့ရှိရင်တော့ single shooting high speed ပေါ့နော် timer ဒီ၃မျိုးရှိရယ် single shooting မှာတော့ကျွန်တော်တို့ကဒီ shutter button ကိုတစ်ချက်နှိပ်လိုက်ရင်ပုံတစ်ပုံပဲရိုက်ပေးပါတယ်ကိုကပုံတွေကိုအမြန်ဇက်တိုက်ပေါ့နော်ရိုက်ချင်တယ်ဆိုလို့ရှိရင် high speed continuous ကိုသုံးလို့ရပါတယ်ဒီ low speed continuous ကတော့တစ်စက္ကန့်ကိုပေါ့နော်နှစ်ပုံသုံးပုံလောက်ရိုက်ပေးပြီးတော့ high speed continuous ကတော့ပို့ပြီးတော့မြန်တယ် high speed continuous plus ကတော့အမြဲဆုံးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပုံတွေကိုမြန်ရိုက်ချင်တယ်ဆိုရင်တော့ high speed continuous မှာထားတာအကောင်းဆုံးဖြစ်ပါတယ် high speed continuous plus ကတော့ဒီအမြဲဆုံးဖြစ်ပါတယ်အဲ့တော့ကိုကပုံတွေမြန်ရိုက်ချင်တယ်ဆိုရင် high speed continuous မှာထားပါတော့ပုံတွေကိုကိုကမြန်ခက်မြန်ပေါ့နော်တောက်လျှောက်ရိုက်ချင်တယ်ဆို brush mode ပေါ့နော်ဒီ drive mode နဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ high speed continuous မှာထားပါတော့ပုံမှန်ပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ single shooting နဲ့ရိုက်လို့ရပါတယ်နောက်တစ်ခု option ကတော့ timer ပေါ့နော် timer ကတော့ဒီ2စက္ကန့်နဲ့10စက္ကန့်နော်ဒီလိုမျိုးတွေစက္ကန့်တွေကိုသူကရွေးခိုင်းတာပေါ့နော်ဒါကတော့တိုင်မာပေးပြီးတော့ရိုက်တာပါဖုန်းတွေနဲ့ပုံစံအတူတူပဲပေါ့နော်တိုင်မာပေးပြီးတော့ရိုက်တာပုံစံပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ focus ပေါ့နော် focus အကြောင်းပြောမှာကင်မရာမှာဒီ focus တွေကိုတတ်မှတ်လို့ရတယ်ပေါ့နော် one shot AF ပေါ့နော် one shot AF မှာ focus ကိုတစ်ခါပဲပေါ့နော်တစ်ခါပဲ lock လုပ်ပြီးတော့ဒီပြန်ပြောင်းလို့မရဘူး servo AF ကတော့ကိုက shutter button ကိုဖိထားပြီးဆိုတာတယ်ပေါ့နော် servo button ကဒီ shutter button ကိုဖိထားပြီးဆိုတာနဲ့ focus ကလိုက်ပြီးတော့ track လုပ်ပေးနေမှာဖြစ်ပါတယ် camera mode ဓာတ်ရဲ့အကြောင်းကိုကျွန်တော်ပြောမယ်ပေါ့နော် camera mode ဓာတ်ရဲ့မှာဒီ auto ရဲ့ semi manual ရဲ့ manual ဆိုပြီးတော့ mode တွေရှိပါတယ် auto မှာကတော့ဒီ camera setting တွေကိုအလိုလျ
တယောက်ပြင်ဆင်ပေးရပေါ့နော်ကိုကဘာမှလုပ်ဆရာမလို့ချိန်ပြီးတော့ရိုက်လိုက်ရုံပဲပေါ့နော်အဲ့ဒါကတော့ auto mode ပေါ့နော် semi manual mode တွေကတော့ဒီ program mode aperture priority mode shutter priority mode ပေါ့ဒါမျိုးတွေဖြစ်တယ်ပေါ့နော်ပထမခုကတော့ဒီ aperture priority ပေါ့နော် aperture priority ကတော့ကိုယ်တိုင်ဒီ aperture ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ် channel setting တွေဥပမာ ISO တို့ဘာတို့နော် ISO နဲ့ဒီ aperture ကိုကိုယ်တိုင်သတ်မှတ်လို့ရပါတယ်ဒါကတော့ semi manual mode တွေပေါ့နော် shutter ဆိုလို့ရှိရင်လည်း shutter ကိုကိုယ်တိုင်သတ်မှတ်ပေးရမှာပေါ့နော် channel mode တွေကတော့ကင်မရာနေသူ့ဟာသူလုပ်သွားမှာဒါကို semi manual mode လို့ခေါ်ပါတယ် program mode ကတော့ဒီ ISO ပဲကွာထိန်းချုပ်လိုက်ရမှာပေါ့နော် channel setting နှစ်ခုကိုတော့ကင်မရာနေသူ့ဟာသူ auto လုပ်ပြီးတော့မှဖြစ်ပါတယ်เนาะဒါကတော့ဒီ semi manual mode တွေပေါ့နော်နောက်ဆုံးကတော့ဒီ manual mode ပေါ့နော် manual မှာတော့ကိုတိုင်းဒီ aperture တွေအဖွင့်ပိတ်လုပ်တာ shutter တွေ ISO တွေဒီ white balance ပေါ့နော်ဒါတွေကို setting တွေအားလုံးကိုကိုတိုင်းလှုပ်ရှားမှာဖြစ်ပါတယ်ဒီ mode မှာတော့ဒီ setting တွေအားလုံးကိုလိုသလိုထိန်းချုပ်လို့ရတယ်ပေါ့နော်ကင်မရာကိုလိုသလိုကိုစိတ်ကြိုက်ပေါ့နော်ထိန်းချုပ်လို့ရတယ်ဒါကြောင့်ကိုပိုင် setting နေနဲ့ဒီ manual mode ရိုက်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော် manual mode ကိုသုံးတာအကောင်းဆုံးပါပဲ manual mode ကိုအသုံးပြုဖို့ဆိုရင်အချိန်အနည်းနဲ့ပေးပြီးတော့လေ့လာမယ်ပေါ့နော်တကယ်လို့ဒီ manual mode နဲ့ရိုက်တဲ့ချိန်နဲ့ကင်မရာအကြောင်းတွေကိုဒီထက်ပေါ့နော်ဒီထက်ထဲဖို့ဝင်သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကင်မရာသင်တန်းတွေပေါ့နော်ဓာတ်ပုံသင်တန်းတွေကိုလာပြီးတော့ join လို့ရပါတယ်ကျွန်တော်အခုလောလောဆယ်လက်ရှိဒီ batch 2ပေါ့နော် batch 2ကတော့ပြီးသွားခဲ့ဖြစ်ပါတယ်နော် batch 3ပေါ့နော်ဒီ batch 3ကိုဖွင့်ဖို့ရှိပါတယ်တကယ်လို့စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်ကျွန်တော်စီမှာလာပြီးတော့မေးလို့ရတယ်ပေါ့နော်အောက်မှာကျွန်တော် Telegram link လေးချထားပေးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကိုလာပြီးဆက်သွယ်ပြီးတော့မေးလို့ရပါတယ်ဒါကတော့ကျွန်တော်ဒီတင်တန်းအကြောင်းလေးပြပြပေါ့နော်ဒီကျွန်တော်ရဲ့ second batch ပေါ့နော် batch 2ကတော့လောလောဆယ်တော့ပြီးသွားပြီဖြစ်ပါတယ်နောက်ထပ် batch 3ကိုဖွင့်ဖို့ရှိပါတယ်တကယ်လို့စိတ်ဝင်စားတဲ့ဆိုရင်အောက်က Telegram link လေးမှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ white balance အကြောင်းကိုပြောကြည့်အောင် white balance မှာရွေးချယ်စရာ၃မျိုးရှိပါတယ်နော်ပထမဆုံး auto white balance ကတော့ဒါတော့ပုံမှန်အတိုင်းထုံးစံပေါ့နော် auto white balance ကခုနောက်ပိုင်းဒီကင်မရာတွေမှာတော့တော်တော်လေးတိကျလာပြီးတော့ပေါ့နော်ဒီခြေနေတော်တော်လေးမှန်တဲ့ဒီ white balance ကိုထုတ်ပေးနိုင်တယ်ပေါ့နော်ကိုကတိတ်ပြီးတော့မှ manual ချိန်စရာမလိုတော့ဘူး auto white balance ကိုထားလိုက်တာလဲသူ့ဟာသူချိန်ပေးသွားပါတော့အခုနောက်ပိုင်းအဆင့်မြင့်လာတဲ့ကင်မရာတွေမှာဖြစ်ပါတယ်အဲ့တော့ဒါမဲ့ white balance ကိုကတိမှရမှာပေါ့နော်ဒီတိုင်းတော့ auto ကြီးနဲ့ပဲအများနဲ့ထားရိုက်လို့မရဘူးเนาะအခြေအနေတွေကအမျိုးမျိုးပြောင်းနေအလင်းရောင်တွေ light တွေနေ temperature တွေကအမျိုးမျိုးပြောင်းနေတဲ့အတွက်ကြောင့်မလို့ white balance ကိုလည်းတိတိကျကျတိမှရမှာ color ရဲ့အရောင်တွေเนาะအပူဒီ temperature တွေပေါ့နော် color ရဲ့ temperature တွေကိုကကနနာသိထားမှာဖြစ်မှာပါအဲ့တော့ white balance အကြောင်းပြောအောင် white balance မှာဒီအပူချိန်ပေါ့နော် temperature နဲ့အရောင်ပါဝင်တာပေါ့တင့်ပေါ့နော်ဒါမျိုးတွေပါတယ်ဓာတ်ပုံရိုက်တဲ့အခါမှာဒီ yellowish ဖြစ်နေတာဒါမှမဟုတ်ရှင် bluish ပေါ့နော်အဝါနဲ့အပြာနဲ့ပေါ့နော်များတယ်လို့ခံစားနေရရင်ဒီ white balance ကိုအသုံးပြုကြပါတယ်ဥပမာကျွန်တော်တို့ auto white balance မှာဆိုရင်ကင်မရာတွေကနေပြီးတော့ဒီအလိုလျောက်ပေါ့နော်အလိုလျောက်အခြေအနေတို့သူကစစ်ဆေးပြီးသွားတယ်အဲ့ဒီခါမှာဒီ entry level ပေါ့နော် entry level ကင်မရာတွေမှာတော့သတ်မှတ်ထားတယ်ပေါ့နော်ကင်မရာကသူ့ဟာသူပေးထားတဲ့ preset တွေရှိတယ်ပေါ့နော်ဥပမာအနေနဲ့ daylight တို့ shade တို့ cloudy တို့ tungsten တို့ fluorescence warm တို့ဒါမျိုးတွေပေါ့နော် cool ပေါ့နော်ဒါမျိုးတွေသူကပေးထားတယ်ဒါတွေကိုကိုကယူပြီးတော့သုံးနိုင်တယ်ပေါ့နော်တကယ်လို့ကို့မှာentry level နဲ့တန်းတန်းလေးကောင်းတဲ့ကင်မရာတစ်လုံးရှိရင်တော့သူက cabin ပေါ့နော်အပူချိန်စနစ်ကိုလည်းသူကကိုယ်တိုင်းသတ်မှတ်လို့ရပါတယ်ဒီလိုနီးနဲ့ကျွန်တော်တို့ cabin တွေကိုချိန်ပြီးတော့เนาะ temperature တွေကိုသတ်မှတ်လို့ရပါတယ်ဒါကတော့ဒီ white balance ပေါ့နော် cabin ကိုပုံမှန်အားဖြင့်သတ်မှတ်မယ်ဆိုလို့ရှိရင်9000နဲ့9600ကြားမှာပေါ့နော် cabin ကိုအကြမ်းဖြင့်သတ်မှတ်လို့ရတယ်လို့ပြောလို့ရတယ်ဗောနော်အကြံဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုကတော့ metering mode ပါ metering mode ကဘာလို့ပေးတယ်လဲဓာတ်ပုံရိုက်တဲ့အခါမှာဘလောက်တောက်ပလဲဗောနော်ဘလောက်မှောင်နေတယ်လဲကိုဆုံးဖြတ်ပေးပါတယ် manual mode မဟုတ်ရင်အခြား mode တွေကတော့ exposure မထိန်းချုပ်နိုင်ရင် metering mode ကိုသုံးရပါတယ် metering မှာ3မျိုးရှိပါတယ် evaluating metric ပေါ့နော် center weight နဲ့နောက်တစ်ခုကတော့ spot metering ဆိုပြီး3မျိုးရှိပါတယ်evaluating metric မှာတော့ဒီဓာတ်ပုံတစ်ခုလုံးရဲ့အလင်းအမှောင်ကိုသူကပြန်မြပါတော့ပြန်မြသူကယူပေးပါတယ်ဥပမာကျွန်တော်တို့ landscape တွေပါရိုက်တဲ့အခါမှာဒီ mode ကိုသုံးတယ်ပေါ့နော် center weight ကတော့ကျွန်တော်တို့ဒီဓာတ်ပုံရဲ့25%area ကိုပဲသူကတိုင်းတယ်ဘောင်အပြင်ကိုသူကတိတ်ပြီးတော့ထဲမတွက်ပေါ့နော်ဒီလူပုံတွေ portrait ပုံတွေပန်းပုံတွေเนาะကျွန်တော်လပုံတွေပါရိုက်တဲ့အခါမှာ center weight နဲ့ရိုက်လို့ရပါတယ်နောက်တစ်ခုကတော့ဒီ spot metering ပေါ့နော် spot metering ကတော့သူကကို focus ဖြတ်လိုက်တဲ့တီးသန့် area ကိုပဲသူအလင်းချိန်ကြီးရပါတော့ဥပမာကျွန်တော်တို့ micro river တွေရိုက်တဲ့အခါမှာဒီ spot ကိုထားပြီးတော့ရိုက်လို့ရတယ်ပေါ့နော်တိတ်ပြီးတော့ risk မများဘူးပေါ့နော် risk မများဘဲနဲ့ကျွန်တော်တို့ရိုက်ချင်တဲ့ evaluating metric metering mode သုံးပါနောက်ထပ်တစ်ခုအရေးကြီးဆုံးကတော့ exposure compensation ပါပဲ exposure compensation ကဘာလို့အရေးကြီးရလဲ exposure compensation မှာ plus နဲ့ minus ဆိုပြီးတော့တန်ဖိုးတွေကိုကျွန်တော်တို့ညှိလို့ရတယ်ပေါ့နော်တုံညကကင်မရာရဲ့ပုံမှန် exposure ပေါ့နော်တုံညကိုရောက်အောင်ချိန်တာကဒီကင်မရာရဲ့ပုံမှန် exposure ပဲminus ဘက်ချိန်မယ်ဆိုလို့ရှိရင်တော့ဓာတ်ပုံကမှောင်သွားမယ် plus ဘက်ချိန်မယ်ဆိုရင်တော့ဓာတ်ပုံကလင်းလာမယ်ပေါ့နော်ဒါကတော့ exposure compensation ရဲ့ဒါအကျမ်းဖြစ်ပေါ့နော်ဒါ exposure compensation ဆိုတာလေးကိုကျွန်တော်ရှင်းပြပါ